1882 ခုနှစ်အတ္တလန္တိတ်သမုဒ္ဒရာလေကောင်မှာလွတ်မြော်နေတဲ့ရွက်လိတ်ကြီးတစ်စီးကက်တရီရီထဲကိုဝင်ကြည့်လိုက်တော့ကပ်တိန်သူ့ရဲ့ဇနီးသမီးလေးနဲ့သင်္ဘောသား9ယောက်စုစုပေါင်းလူ10ယောက်လုံးအရေးအယောင်တောင်မကျန်ပဲလုံးဝပြတ်ကွယ်နေခဲ့ပါတယ်ထူးဆန်းတာကသွေးထွက်တန်ရုပ်ဖြစ်ထားတဲ့လက္ခဏာလုံးဝမရှိပါဘူးပတ်စံတွေတံမိုးကြီးပစ္စည်းတွေအကုန်နေရာတကျရှိနေပဲစားလက်စအစားအစာတွေတောင်တင်မောစပွဲပေါ်မှာရှိနေသေးတယ်ဒါဆိုရင်သူတို့ဘယ်ရောက်သွားတာလဲပင်လယ်ဓမြတွေလားရေအောက်ငလျင်လားဒါမှမဟုတ်ပင်လယ်ဘလူးကြီးတွေကပဲဆွဲချသွားတာလားသမိုင်းတခြားပညာရှင်တွေယနေ့ထက်တိုင်အဖြေရှာမရသေးတဲ့ကမ္ဘာအကြီးမားဆုံးဗဟိနိ Mary Celeste တရေသင်္ဘောကြီးရဲ့ဖြစ်ရမှန်လျှို့ဝှက်ချက်ကိုဒီနေ့ Spooky Cabin မြန်မာကနေအသေးစိတ်တင်ဆက်ပေးသွားပါမယ်ရှင်ပရိသတ်တွေထဲမှာတရေသင်္ဘောလို့ကြားလိုက်တာနဲ့ပင်လယ်ဓမြတွေတရေသစေတွေချောင်းလက်နေတဲ့ပုံမြင်တွေကိုပြင်းမြင်ကြပါလိမ့်မယ်ဒါပေမဲ့တကယ်လက်တွေ့ကဘာမှာသမိုင်းမှတ်တမ်းတွေတရားရုံးထွက်ဆိုချက်တွေနဲ့တကွယနေ့ထက်တိုင်အဖြေရှာမရသေးတဲ့ဖြစ်ရမှန်တရေသင်္ဘောကြီးတစ်စီးရှိနေပါတယ်အဲ့ဒါကတော့1882ခုနှစ်ကလူသူကင်းမဲ့စွာညောင်းလွှဲနေခဲ့တဲ့ Mary Celeste ပါပဲဒီသင်္ဘောကြီးဘာဖြစ်သွားတာလဲဆိုတာကိုမလေ့လာခင်သူ့ရဲ့ထူးဆန်းတဲ့အတိတ်ရာဇဝင်ကိုအရင်ကြည့်ကြရအောင်ပါရှင် Mary Celeste ဆိုတာဒီသင်္ဘောရဲ့မူလနာမည်မဟုတ်ပါဘူး1862ခုနှစ်ကနေဒါနိုင်ငံ Nova Scotia ကမ်းခြေမှာဒီသင်္ဘောကိုစတင်တည်ဆောက်ခဲ့ပြီးမူလနာမည်ကိုအမေဆုံးလို့ပေးခဲ့ပါတယ်သင်္ဘောရဲ့အလျားကပေ100နီးပါးရှိပြီးတန်ချိန်282တန်အထိသက်ဆောင်နိုင်တဲ့ရွက်လိတ်ကြီးဖြစ်ပါတယ်ဒါပေမဲ့ဒီသင်္ဘောဟာစပြီးတော့ရေမှာချကြတဲ့ကကျင်းစာတင်နေခဲ့တယ်လို့ပြောရမလို့ပါပဲပထမဆုံးကပတိန်ဖြစ်တဲ့ Robert McLean ဟာသင်္ဘောကိုတာဝန်ယူပြီးကိုယ့်ရဲ့အကြာမှာပဲသင်္ဘောပေါ်မှာတဲ့အဆုတ်ရောင်ယောဂနဲ့ရုတ်တရက်တည်ဆုံသွားခဲ့ပါတယ်ဒုတိယမြောက်ကပတိန် John Nathan Parker လက်ထက်မှာလည်းပင်လယ်ထဲထွက်ချင်းငါးဖမ်းလေတစ်စင်းနဲ့ဝင်တိုက်မိခဲ့ပါတယ်အဲ့ဒီနောက်စိတ်ကမ်းမှာပြန်ပြင်းနေတော့သင်္ဘောလေကောင်မှာအကြောင်းရင်းမရှိဘဲနဲ့မီးလာမှုဖြစ်ပွားခဲ့ပါသေးတယ်ဒီလောက်နဲ့မပြီးသေးပါဘူးအတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်တန်းတဲ့ပထမဆုံးခီးစဉ်မှာတဲ့အင်္ဂလိပ်ရေလက်ကြားထဲမှာနောက်ထပ်သင်္ဘောတစ်စီးနဲ့ထပ်တိုက်မိပြီးဟိုဘက်သင်္ဘောနစ်မြုပ်သွားခဲ့ပါတယ်ဒီလိုကန်ဆိုးမှုတွေဆက်တိုက်ဖြစ်နေတဲ့အတွက်သင်္ဘောပိုင်ရှင်တွေကမွဲပြကြပြီးတော့1869ခုနှစ်မှာသင်္ဘောကိုကမ်းခြေမှာတောင်တင်ပစ်ထားခဲ့ပါတယ်နောက်တစ်နှစ်1868ခုနှစ်မှာတော့ American စီးပွားရေးသမားတွေကဒီသင်္ဘောပျက်ကြီးကိုဇစ်ပေါ်ပေါ်နဲ့ပြန်ပြင်ဆင်ပြီးနာမည်ဆိုးတွေပျောက်သွားအောင် Mary Celeste လို့နာမည်အသစ်ပြောင်းပေးခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးသင်္ဘောရဲ့ကံကြမ္မာအနေငယ်ပြန်ကောင်းလာခဲ့ပါတယ်ဒါပေမဲ့၄နှစ်အကြာ1882ခုနှစ်မှာတော့ American လူမျိုး Captain Benjamin Briggs ဟာဒီသင်္ဘောကြီးကိုတာဝန်ယူပြီးကမ္ဘာသမိုင်းမှာထူးဆန်းဆုံးဖြစ်လာမဲ့နောက်ဆုံးခီးစဉ်တစ်ခုကိုစတင်ဖို့ပြင်ဆင်ပါတော့တယ်1882ခုနှစ်စောင်းပေါက်ချိန်မှာ Captain Benjamin Briggs ဟာ Mary Celeste သင်္ဘောရဲ့ခြေရာတချို့ကိုဝယ်ယူပြီး Captain ဖြစ်တာဝန်ယူခဲ့ပါတယ်Briggs ဟာပင်လယ်ပြင်မှာနှစ်ပေါင်းများစွာကျင်လည်ခဲ့တဲ့အတွေ့အကြုံရဲ့သင်္ဘော Captain တယောက်ပဲဖြစ်ပါတယ်သူကဘာသာတရားကိုင်းဆိုင်ပြီးအရက်သေးစာလုံးဝမတောက်စားတဲ့သူဖြစ်တယ်လို့စိတ်ကကြည့်ပြီးရိုးသားဖြောင့်မတ်သူဖြစ်လဲနာမည်ကြီးပါတယ်ဒီခီးစဉ်ဟာ American ပြည်ထောင်စု New York မြို့ကနေအီတလီနိုင်ငံဂျီနူဝါမြို့ကိုသွားမယ့်ခီးစဉ်မှာကပတိန်နဲ့အတူသူ့ရဲ့ဇနီးဆာရာနဲ့နှစ်နှစ်အရွယ်သမီးငယ်လေးဆိုဖီယာတို့လည်းလိုက်ပါသွားခဲ့ပါတယ်
သူတို့ရဲ့9နှစ်အရွယ်သားကြီးအာတာကိုတော့ကြောင်းတက်ဖို့အဖွားဖြစ်သူစီမှာချခဲ့ပါတယ်။ဒါအပြင်တင်မောပေါ်မှာအတွေ့အကြုံရှိတဲ့ရေကြောင်းပြအရာရှိ Albert Richardson အပါအဝင်ဂျာမန်နဲ့အမေရိကန်တင်မောသား9ယောက်လည်းပါဝင်ပါတယ်။စုစုပေါင်းတင်မောပေါ်မှာလူ10ယောက်တိတိရှိနေခဲ့ပါတယ်။ဒီတင်မောသားတွေဟာရာဇဝတ်မှုကင်းရှင်းပြီးအကျင့်စာရိုက်တာကောင်းမွန်တဲ့သူတွေကိုကပတိန်ကိုရိုင်းတေချာရွေးချယ်ခေါ်ယူထားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီခီးစဉ်မှာအထူးသတိထားရမယ့်အရာတစ်ခုပါသွားပါတယ်။ဒါကတော့တင်မောဝမ်ဘိုက်ထဲမှာတင်ဆောင်သွားတဲ့အလွယ်မီးလောင်လွယ်တဲ့စက်မှုတောင်အရက်ပြန်စီပိုင်းပေါင်း1900တစီပါလာပါတယ်။ဒီအရက်ပြန်တွေဟာတာမန်တောက်စီအောင်မဟုတ်ပဲနဲ့မီးလောင်ကွဲထွက်လာတဲ့အန်ရရှိကုန်ပစ္စည်းတွေဖြစ်ပါတယ်။1882ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာတော့ Mary Celeste တင်မောကြီးဟာနယူးယောက်ဆိပ်ကမ်းကနေအီတလီကိုဦးတည်ပြီးရွက်လွတ်ထွက်ခွာသွားခဲ့ပါတယ်။ခရီးစဉ်ဆက်စခြင်းမှာရာသီဥတုအနည်းငယ်ကြမ်းကြမ်းပေမဲ့အတွေ့အကြုံရဲ့တင်မောသားတွေအတွက်တော့ဒါဟာတာမန်ကိစ္စတစ်ခုပါပဲ။ဘယ်သူမှဒီခီးစဉ်ဟာသူတို့ရဲ့ပြန်လန်းမရှိတဲ့နောက်ဆုံးခီးစဉ်ဖြစ်သွားမယ်ဆိုတာကိုကြိုမသိခဲ့ပါဘူး။1882ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာနယူးယောက်ကနေထွက်ခွာသွားတဲ့ Mary Celeste တင်မောကြီးဟာရသပတ်အတော်ကြာတဲ့အထိဘာတဲ့မှမကြားရပါဘူး။အဲဒီနောက်တလနေပါအကြာဒီဇင်ဘာ9ရက်နေ့ရောက်မှာတော့ပေါ်တူဂီနိုင်ငံအဆိုးကျွန်းစုရဲ့အရှေ့ဘက်မိုင်400အကွာအတ္တလန်တိတ်သမုဒ္ဒရာအလဲကောင်မှာဂျေးခရရှာလို့ခေါ်တဲ့အင်္ဂလိပ်ကုန်တင်တင်မောတစ်စင်းကထူဆန်တဲ့ရွက်လေကြီးတစ်စင်းကိုအဝေးကနေလှမ်းမြင်လာရပါတယ်။ဂျေးခရရှာတင်မောရဲ့ကပတိန်ဒေးဗစ်မိုးဟောက်စ်ကမှန်ပြောင်းနဲ့ကြည့်လိုက်တဲ့အခါအဲ့ဒီတင်မောကရွက်တွေတစ်စိတ်တစ်ပိုင်းပဲဖြန့်ထားပြီးလေတက်ရာကိုရင်းရံပြီးရန်တန်းသွားနေတာကိုတွေ့လိုက်ရပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကအဲ့ဒီတင်မောဟာသူနဲ့ယင်းရဲ့မိတ်ဆွေကပတိန် Briggs ရဲ့ Mary Celeste တင်မောကြီးဖြစ်နေတာပါပဲ။တကယ်တော့သူတို့နှစ်ယောက်ဟာနယူးယောက်ကနေပြီးတော့မထွက်ခွာခင်ညစာအတူတူစားခဲ့ကြတဲ့တငယ်ချင်းတွေပါ။ကပတိန် Morehouse ကအချက်ပြအလံတွေနဲ့လှမ်းခေါ်ပေမဲ့ဘာတုံ့ပြန်မှုမှမရတဲ့အတွက်ဒုကပတိန် Oliver Divo ကိုလူအနှဲငယ်နဲ့တူ Mary Celeste ပေါ်ကိုတက်ရောက်စစ်ဆေးခိုင်းလိုက်ပါတယ်။ဒီနေရာမှာလူအများစုသိချကြတဲ့ရုံတန်းစကားတစ်ခုကိုအရင်ရှင်းပြခြင်းပါတယ်။ရုပ်ရှင်တွေဝတ္ထုတွေထဲမှာပြောလို့ရှိတဲ့တင်မောပေါ်တက်ကြည့်လိုက်တော့စပွဲပေါ်မှာဟင်းတွေကပူနွေးနေတော့ပဲ။လက်ဖက်ရည်ခွက်တွေကငွေငွေချနေတော့မယ်ဆိုတာတွေဟာနာမည်ကျော်စာရေးဆရာအာတာကိုနင်ဒရိုင်းကဆက်လန်စင်ပြီးချက်ကားရေးသားထားတဲ့စိတ်ကူးရင်အရာတွေတတ်ပါပဲတကယ်သမိုင်းမှတ်တမ်းအစစ်မှန်တရားရုံးထွက်ဆိုချက်တွေအရသူတို့သင်္ဘောပေါ်တက်သွားချိန်မှာတွေ့ခဲ့ရတဲ့မြင်ကွင်းကလုံးဝတခြားစီပါပဲကယ်ဆယ်ရေးအဖွဲ့တွေသင်္ဘောပေါ်တက်ရောက်သွားတဲ့အခါမှာလူ10ယောက်လုံးအရေးရောက်တော့မရှိတော့ပဲတိတ်ဆိတ်နေပါတယ်သင်္ဘောရဲ့ရွက်တချို့စုပ်ပြဲနေပြီးတော့ကျိုးတွေကလည်းရှုပ်ပွားနေပါတယ်တင်မောဝမ်းပိုက်ထဲမှာရေ3ပေခွဲလောက်ဝင်နေပေမဲ့ဒါဟာတင်မောတစ်စင်းမြုပ်လောက်တဲ့အနေအထားမျိုးလုံးဝမဟုတ်ပါဘူးတင်မောကြီးကသွားလို့ရတဲ့အကောင်းပကတိအနေအထားမှာရှိနေသေးပါ6လစာလောင်းငှတဲ့အစားအသောက်တွေနဲ့ရေတန့်တွေလည်းပုံမှန်အတိုင်းရှိနေပါသေးတယ်ထူးဆန်းတာကတင်မောသားရဲ့ပစံတွေဆေးတံတွေကပတိန်စနီးရဲ့လက်ဝတ်ရတနာတွေနဲ့အဝတ်စားတွေကသူတို့အခန်းထဲမှာနေရာတကျရှိနေပါတယ်။ဒါကြောင့်ပင်လယ်ဓမြတိုက်ခံရတာလုံးဝမဟုတ်ကြောင်းသိကြသွားပါတယ်။ဒါပေမဲ့အရေးကြီးတဲ့အရာ3ခုပျောက်ဆုံးနေပါတယ်။အဲ့ဒါတွေကတော့တင်မောရဲ့တစ်ခုတည်းသောအသက်ကယ်လေးလမ်းကြောင်းရှာတဲ့ရေချောင်းများကိရိယာတွေနဲ့တင်မောရဲ့မှတ်တမ်းစာအုပ်ကလွဲလို့ကျန်တဲ့စာရွက်စာတမ်းတွေအကုန်ပျောက်နေတာပါ။ကျန်ခဲ့တဲ့မှတ်တမ်းစာအုပ်ထဲကနောက်ဆုံးစာသားကတော့နိုဝင်ဘာလ25ရက်နေ့မနက်8:00နာရီလို့ရေးထားပါတယ်။ဆိုလိုတာကသူတို့ကိုတွေ့ရှိချိန်ဒီဇင်ဘာ9ရက်နေ့မတိုင်ခင်9ရက်လောက်ကတည်းကသူတို့တင်မောပေါ်ကနေထွက်သွားကြတာပါ။ပေါ်ပြီးစန့်ကျဲတဲ့တိုက်လွန်စာတစ်ခုကတော့တင်မောရဲ့အနောက်ဘက်မှာ
တန်လန်ကြီးတွဲလောင်းကျနေတဲ့လက်ကင်ကျိုးအထူကြီးတစ်ချောင်းပါပဲဒီကျိုးကြီးကချမ်းမှာပြတ်ထွက်သွားတဲ့အနေအထားမျိုးဖြစ်နေပါတယ်သူတို့ပါကြောင့်အသက်ကယ်လေးပေါ့အလူရက်တက်ပြီးလုံကြုံတဲ့သမောကြီးကိုစွန့်ခွာသွားခဲ့ကြတာလေဘာတွေကသူတို့ကိုဒီလောက်အထိတ်တလန့်ဖြစ်စေခဲ့တာပါလဲဒီဇင်ဘာ23ရက်နေ့မှာတော့ကပတိန်မိုဟော့စ်ကသူ့လူတွေနဲ့ Mary Slash သမောကြီးကိုဂျဘရာတာကန်ကြီးစီဆွဲယူလာခဲ့ပါတယ်အဲ့ဒီမှာဗြိတိရှတရားရုံးကဒီအမှုအတွက်စုံစမ်းစစ်ဆေးမှုတွေအကြီးအကျယ်လုပ်ခဲ့ပါတယ်အစပိုင်းမှာတရားသူကြီးကဂျေကရာရှာတမောသားတွေကိုပဲကယ်ဆယ်ရေးအာမခံငွေလိုချင်လို့လူသက်ပြီးလိမ်လည်ဆိုပြီးတော့မတင်တာဖြစ်ခဲ့ပါသေးတယ်တမောဘော်ကဓာတ်တစ်ချောင်းမှာကွက်ကွက်တွေတွေ့တယ်လို့ဆွဆွဲခဲ့ပေမဲ့သိပ္ပံနေကြစစ်ဆေးလိုက်တဲ့အခါမှာသွေးမောက်ပဲနဲ့တန်ကြီးတွေဖြစ်နေတာကိုသက်သေပြနိုင်ခဲ့ပါတယ်ပင်လယ်ဓမြတိုက်ခံရတာလည်းမဟုတ်ပုံကံမှုဖြစ်တာလည်းမဟုတ်ဘူးဆိုရင်ဘာကြောင့်သူတို့တွေတင်းမောကိုအလို့ရွက်စွန့်ခွာခဲ့ကြတာလဲဒီနေရာမှာသမိုင်းပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေလက်ခံထားတဲ့အဖြစ်နိုင်ဆုံး theory 3ခုရှိပါတယ်ပထမ theory ကတော့ရေအောက်ငံလျင်ဒါမှမဟုတ်လေစင်နှာမောင်းပါရုတ်တရက်ရာသီဥတုဆိုးရပြီးတော့တင်းဘောဝမ်းမိုက်ထဲရေတွေဝင်လာတဲ့အခါတင်းဘောနစ်တော့မယ်လို့ထင်ပြီးတော့အသက်ကယ်လေးပေါ်အရေးပေါ်ပြောင်းစီးသွားတာလည်းဖြစ်နိုင်ပါတယ်ဒုတိယ theory ကတော့အဖြစ်နိုင်ဆုံးနဲ့ရုတ်တရက်အရှိဆုံးပါပဲအဲ့ကြကတော့တင်းဘောပေါ်မှာပါသွားတဲ့စက်မှုသုံးအရက်စီ1900တစီပါပဲကယ်ဆယ်ရေးတွေစစ်ဆေးကြည့်တဲ့အခါအဲ့ဒီတဲကအရက်60ကပေါက်ပြဲပြီးတော့အခွန်တွေဖြစ်နေတာတွေ့ခဲ့ရပါတယ်တက်တာစီတွေကနေစိမ့်ထွက်လာတဲ့အရက်ပြန်ငွေတွေကတင်မောဝမ်းမိုက်ထဲမှာအပြည့်အနှက်ဖြစ်နေခဲ့မှာပါဘာသာတရားကရှိုင်းပြီးတတိကြီးတဲ့ Captain Briggs ဟာမိသားတစ်ခုခုဒါမှမဟုတ်ပောက်ကွဲမှုဖြစ်လာမှာကိုအလွန်မင်းကြောက်လန့်သွားပြီးတော့တင်မောကိုခဏစွန့်ခွာဖို့အမိန့်ပေးခဲ့တာဖြစ်နိုင်ပါတယ်တတိယ theory ကတော့ဒီအဖြစ်အပျက်အားလုံးကိုဆက်ပေးလိုက်တဲ့အဖြေပါပဲကပတိန်ရဲ့အမိန့်အရလူ10ယောက်လုံးအသက်ကယ်လှေပေါ်ဆင်းပြီးတော့အဲ့ဒီလေကိုတင်မောကြီးနဲ့ခုနကပြုတ်ထွက်နေတဲ့ကျိုးအထူကြီးနဲ့တက်ပြီးခြိထားခဲ့ကြပါတယ်အရက်ငွေတွေပြေသွားတဲ့အထိခဏဆောင်မှုပေါ့ဒါပေမဲ့ရုတ်တရက်လေပြင်းတိုက်လာတဲ့အခါရက်တွေဖြန့်ထားတဲ့တင်မောကြီးကအရှိန်နဲ့ရှေ့ကိုထွက်သွားပြီးသူတို့ခြိထားတဲ့ကြိုးကြီးပြတ်ထွက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာလူ10ယောက်ပါလာတဲ့တစ်သားလေးလေးဟာအတ္တလန်တိတ်သမုဒ္ဒရာလဲကောင်မှအကူညီမဲ့စွာကြံ့ရခဲ့ပြီးတော့တင်မောကြီးကလည်းလေတက်ရနောက်ကိုလူမပါပဲဆက်လက်ညှောင်းလင့်သွားတာပဲဖြစ်ပါတယ်။ဒီအဖြစ်ပြဟာယနေ့ထက်တိုင်းတိကျတဲ့သက်သေမပြနိုင်သေးတဲ့အတွက်ဗဟိနီတစ်ခုအဖြစ်ကြံ့ရနေစေပါ။မိတ်ဆွေတို့ရောဒီ theory တွေကဘယ်တစ်ခုကဖြစ်နိုင်ဆုံးလို့ထင်ပါတယ်လဲဒါမှမဟုတ်တခြားထူးဆန်းတဲ့အကြောင်းအရာတွေများရှိနိုင်မလားဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပြီးတော့ကြပါအောင်ရှင်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ Mary Slash တရေသမောကြီးရဲ့ရုပ်ဝက်ချက်ကိုသဘောကျရဆိုရင် Spooky Cabin မြန်မာကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာဖြစ်ရမှန်လျှို့ဝှက်ချက်တွေကိုဆက်ပြီးတင်ဆက်ပေးသွားပါအောင်မယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်